နောက်ထပ်ဂျူရီယာဒီမှာအလုပ်ခွင်နဲ့ပတ်သက်တဲ့အကြောင်းတွေဒီအလုပ်ခွင်နဲ့ပတ်သက်တဲ့အလုပ်နဲ့ပတ်သက်တဲ့ dark side တွေကိုဆက်ပြီးပြောသားမယ်ပေါ့နော်ဒီမှာဆိုရင်ဂျူရီယာတော့နှစ်မျိုးခွဲပြီးပြောလိုက်မယ်British တွေနဲ့ပတ်သက်တဲ့အလုပ်ခွင်ရဲ့ဒီဘက်ကအခြားလူမျိုးတွေနဲ့ပတ်သက်တဲ့အလုပ်ခွင်အကြောင်းပေါ့နော်ဂျူရီအခုလုံးနေတဲ့နေရာဆိုရင်လည်းBritish တွေပဲဝိုင်းBritish တွေပဲများတဲ့ဆိုပေမဲ့ပေါ့များသောအားဖြင့် British တွေပဲများတဲ့ဒီ office မှာအလုပ်လုပ်နေရဒါဂျူရီကိုရဲ့ပထမဆုံး office job လည်းဖြစ်တယ်ပေါ့နော်ကိုကဒီအာရှဘက်ကလာတဲ့သူတယောက်အနေနဲ့ဘာဟို surprise ဖြစ်ရတယ်ဆိုတော့ကွာဂျူရီတို့ရဲ့အဲ့လိုကိုရီးယားကားတို့တရုတ်ကားတွေကိုကြည့်လိုက်ရင်လေအဲ့လိုအထက်က manager တွေကစတူရာတို့ဟောက်တာတို့သူတို့မကျင်နဲ့နည်းနည်းပါးကွာအဲ့လိုမျိုးအရင်ဟောက်တာမျိုးမဟုတ်ရင်တော့အလုပ်ခင်မှာစတူရာတွေကတော့ဒီအာရှဘက်မှာကွာနည်း normalize ဖြစ်တယ်ကွာဂျူရီတို့ဒီအခုပေါ့နော်အခြားသူတွေလည်းစုခံရတာရှိမယ်ကွာဒီမှာဒါပေမဲ့ဂျူရီဒီမှာအလုပ်လုပ်နေတဲ့9လအတွင်းမှာကိုယ့်ပိုင် experience နဲ့ပြောရမယ်ဆိုရင်ဒီယူရို boss ဆိုရင်လုံးဝကွာဘယ်လိုတောင်ခံစားရလဲဆိုတော့ तू က boss ဆိုပေမဲ့ကွာကိုယ်အဲ့လိုအမြဲတမ်းအာနာပြတာကြီးမရှိဘူးကွာအမြဲနေနေထွေးထွေးနဲ့ဟို तू အမြဲနေရတော့တစ်နေ့ကို2ခါ3ခါလာမေးရမတောက်မလဲအေးတောက်မလား coffee တောက်မလားရေတောက်မလားတောက်ချင် तू ကလာခတ်ပေးအဲ့လိုမလိုက်ပြောရင်ဒီ office မှာဆိုရင်ဟိုလွန်ခဲ့တဲ့လလောက်ကမှကွာကောင်မလေးအစ်စ်ဝင်လာဒါပေမဲ့အဲ့မတိုင်ရင်ဆိုဂျူရီရဲ့ဒီထဲမှာအသက်ငယ်ဆုံးနဲ့ဒီအလုပ်သက်အငယ်ဆုံးကွာဒါပေမဲ့ဂျူရီဘက်ကသူတို့သွားပြီးတော့ကွာmanager မို့လို့managing director မို့လို့သွားပြီးခက်ခက်ရလုံးနေတာမျိုးထက်သူတို့ကလာပြီးတော့နော်ကိုဂျူရီ office မှာဆိုရင်ဂျူရီက modeling ပိုင်းနဲ့ပတ်သက်ပြီးရုံးတစ်ခုရှိတယ်ဒီဘက်ကကျတော့အခြားကုမ္ပဏီနဲ့ပတ်သက်ပြီးရုံးတစ်ခုက Beijing ကဒါပေမဲ့ဟိုဘက်ရုံးကလူရောဂျူရီရဲ့ boss ကကိုကိုလေတယောက်ပြီးတယောက်တနေ့ကိုလာမေးအေးတောက်မလားဘာတောက်မလဲအဲ့လိုလာမေးပြီးတော့သူတို့ကကိုတောက်ချင်တဲ့ဟာကိုလာယူပြီးဖြော်တိုက်တယ်ကွာအဲ့တော့ဒါတော့ကို surprise ဖြစ်ရတဲ့ကိစ္စပေါ့ကွာများသောအားဖြင့်ကိုကြုံတွေ့ခဲ့ရတဲ့မြန်မာကားတွေရောတရုတ်ကားတွေရောကိုရီးယားကားတွေရောမှာဆိုရင်ကိုကထပ်ပြီးနည်းနည်းပါးပါးသွားပြီး queue ဆိုင်ရတယ်သူတို့နည်းနည်းစူတာဟောက်တာခံရတယ်ဒီမှာတော့အဲ့လိုမရှိဘူးဂျူရီဒီအလုပ်ခွင်ကာလမှာစူခံရတာမျိုးတွေလုံးဝမရှိဘူးပေါ့နော်ဒါ office job ဆိုတော့ကွာနည်းနည်း professional ဘိုင်းနဲ့သွားတာဆိုတော့အဲ့လိုမျိုးမရှိဘူးပြီးတော့ကိုကဒါမဲ့ language barrier တော့ရှိရကွာအချို့ဂျူရို boss ဆိုရင်သူကစကားပြောတာကိုနားလဲဆိုတော့ပုံမှန် flow နဲ့သွားရကွာဒါအချို့ British တွေကြောင့်အရန်မြန်တာသူတို့ရဲ့ accent ကလည်း strong ဖြစ်တယ်လို့သူတို့ရဲ့စကားပြောတဲ့လေသံလည်းအရန်မြန်ကိုဟုတ်ကဲ့ဟန်တာသူတို့ဟာတာပြောနေသူများရင်လိုက်တယ်တကယ်တမ်း 100% နားလဲနေလားဆိုတော့အဲ့လောက်ကြီးရောနားလဲမနေဘူးအဲ့ဒါတော့ဒီအလုပ်ခွင်မှာပတ်သက်ပြီးတော့တော်များကြုံရတဲ့ပြဿနာကွာဒီတို့ British တွေစီမှာကိုရီးယားနားမလဲ language barrier ရှိရမှာဟုတ်ကအချို့လူမျိုးတွေဆိုရင်ကိုနဲ့မတူတဲ့လူမျိုးဆိုလဲ language သူတို့ပြောတဲ့လေယူလေသိန်းတွေ accent အနေနဲ့နားမလဲရမျိုးတွေ language barrier မျိုးတွေအဲ့လိုမျိုးရှိရယ်ကွာအဲ့တော့အချို့နေရာကျပြန်မေးရတယ်ပြီးတော့ဒီအလုပ်ခွင်မှာပတ်သက်ပြီးတော့ဒီကလူတွေကဘာလဲဆိုတော့အဲ့လိုအထက်လူကြီးမို့လို့ကြောက်တာတွေအဲ့လိုမမေးရရင်မရှိဘူးကွာဒီမှာကတော်တော်လေးကိုcommunication ကောင်းတယ်ကွာကိုမကျေနပ်တာရှိရင်လည်းတကယ်ပြောလို့ရတယ်အဲ့လိုယာရုခွဲတာမျိုးတွေဒီအာရှဘက်ကတော့တိတ်မရှိဘူးကွာအကုန်လုံးကနေနေထွေးထွေးပဲအဲ့လိုအာနာပြရတယ်မရှိဘူးပေါ့နော်ဒါကတော့ Jury surprise ဖြစ်ရတဲ့အကြောင်းလေးပါအခု Jury ရရှေ့ပိုင်းမှာအလုံးနဲ့ပတ်သက်ပြီးတော့ကောင်းကက်လေးထည့်ပြောပြီးသွားပြီဆိုတော့ဒီဘယ်သူမှလည်းတိတ်မပြောကြရဲဒီ UK ရဲ့အလုံးနဲ့ပတ်သက်တဲ့နည်းနည်း dark side လေးတွေကိုပြောပြပေးသွားမယ်အရင်ဆုံးပြောချင်တာကဒီမှာအလုံးနဲ့ပတ်သက်ရင်ကွာ corporate job ရဲ့ဒီရိုးရိုး job တွေကအဲ့လို restaurant တို့ဘာလို့မှာ part time လုပ်တာနဲ့ပတ်သက်ပြီးလို့နှစ်မျိုးနှစ်စားခွဲလိုက်မယ်ကွာjury ရှိမှပြောရတာကွာ jury က corporate life နဲ့ပတ်သက်ပြီးတော့လုပ်နေရဆိုပြီးပြောရတယ်ဒါပေမဲ့သူများကွာအားရောအောင်ပြောရတော့မဟုတ်ပေမဲ့ဒါ reality ကိုထုတ်ပြောရပါတော့ဒီမှာ corporate job ကရဖို့လွယ်လားဆိုရင်တော်တော်လေးမလွယ်တယ်မှာပါတယ်ဒါပေမဲ့ jury ဘယ်လိုရသွားလဲဆိုတော့အမှန်တိုင်းပြောရရင်လေတကယ်ကံကောင်းလို့ပဲပြောရမယ်ကွာဘာလို့လဲဆိုတော့jury ကကွာဒီမှာဒီ influencer တော့မဟုတ်ဘူးကွာ content creator နဲ့ပတ်သက်ပြီးတော့လောက်တာ2နှစ်လောက်တော့ experience ရှိရယ်ဒါပေမဲ့jury လောက်ရှောက်တဲ့အချိန်မှာကွာ LinkedIn မှာရှောက်ရတဲ့အချိန်မှာjury အခုလုပ်နေတဲ့ကုမ္ပဏီကကွာ model agency လည်းဖြစ်ပြီးတော့ social media ဘိုင်းကိုအလုပ်
ခေါ်တဲ့အချိန်မှာကွာ model agency ဆိုယူတို့ဒီ content creator နဲ့တိတ်ပြီးတော့အလမဝေးရဲ့အပိုင်းကွာပြီးတော့ကျွေးမှာ follower လည်းရှိရဲ follower လည်းရှိတော့ကွာဒီ strategy နဲ့ပတ်သက်ပြီးတော့လည်းသူတို့ကယုံကြည်ရဲ့အတွက်ကြောင့်ကျွေးဟိုကန်ကောင်းပြီးတော့အလုပ်ရသွားကွာတကယ်အပြင်မှာဆိုရင်အဲ့လိုအလုပ်ရဖို့ကတော်တော်လေးကိုခက်တယ်ပြောရမယ်ဒါကတော့အားရောအောင်ပြောရမှာမဟုတ်ဘူးကွာယူတို့ဒီမှာမြန်မာအဖွဲ့ပေါ့နော်မြန်မာအဖွဲ့မြန်မာတငယ်ချင်းတွေထဲမှာဆိုရင်သူတို့တွေလည်းအလုပ်ရှာတယ်ရှာပေမဲ့ရဖို့ကတော်တော်လေးကိုခက်တယ်ဒါပေမဲ့လုံးဝမရနိုင်ဘူးလို့ပြောရမှာမဟုတ်ကွာအဲ့လိုကံကောင်းပြီးရပါတယ်သူတွေလည်းရှိတယ်တကယ်စူးစမ်းပြီးတော့ကိုယ့်ရဲ့အရေးချင်းတွေကိုကြိုက်လို့အလုပ်ခေါ်ရမျိုးတွေလည်းရှိရပေါ့နော်ဒါကတော့ဒီ corporate life ရဖို့နည်းနည်း corporate work ရဖို့နည်းနည်းခက်တဲ့အကြောင်းကိုပြောတာကဲနောက်ထပ်အကြောင်းအနေနဲ့တော့ဒီရိုး work တွေနဲ့ပတ်သက်ပြီးပြောချင်တယ်ကွာအမှရိုး work ဆိုရင် restaurant တွေမှာလောက်တာလို့ခေါ်လဲသူတို့ဆိုရင် front of house ဆိုခေါ်ရပါအဲ့လို front of house ဘိုင်းမှာလောက်တာတို့အဲ့လို kitchen porter မှာလောက်တာတို့အဲ့လိုမျိုးဒါကတော့လောက်ရတာများရဲ့အလုပ်ပိုင်းတွေပေါ့ကွာသူတို့ဆိုရင်ဘာရှိလဲဆိုတော့အဲ့မှာလဲပြက်အဲ့အလုပ်တွေကတော့လွယ်ရိုးမျိုးအနေနဲ့ပြောရမယ်ဆိုရင်တော့ရိုးမျိုးကနည်းနည်းចောင်းသားများရဲ့မျိုးဆိုတော့ရိုးမျိုးမှာအလုပ်ရဖို့ကတော့ခက်တယ်ဒါပေမဲ့အလုပ်ရဖို့ခက်တယ်မခက်ဘူးဆိုတာလဲမျိုးပုံမူတည်ပြီးကွာတည်းရကွာလန်ဒန်လိုနေရာမျိုးမှာဆိုရင်တော့ရဖို့ကတော့ပို့ပြီးတော့လွယ်ရိုးမျိုးကနည်းနည်းမျိုးလေးဖြစ်တဲ့အတွက်ရဖို့ကတော့ခက်တယ်အဲ့တော့ဒီအနီးနားမှာရှိတဲ့အခြားမျိုးကြီးတွေမှာသွားလုပ်တယ်ပေါ့နော်အဲ့တော့ဒါကတော့အလုပ်နဲ့ပတ်သက်ပြီးတော့ဒီအဲ့ဒီအလုပ်ဘယ်လိုပြောမလဲrestaurant တို့ဘာလို့မှအလုပ်တွေကလည်းရုပ်ပေါ်မူတည်ပြီးတော့ရတာမရတာကွာတယ်ရသွားပြီဆိုရင်လည်းဘယ်လိုမျိုးပြဿနာရှိလဲဆိုတော့ဂျူရီတငယ်ချင်းအမတယောက်ဆိုရင်သူဆို cafe မှာ barista အနေနဲ့ရပေမဲ့သူ့ကို trial ကာလတွေရောပေးစနာတစ်လကျော်ရဲ့ကွာဒါပေမဲ့ပတ်စံလုံးဝမပေးဘူးအဲ့ဒါတော့နည်းနည်းညစ်တာလို့ပြောရမယ်ဘာလို့လဲဆိုတော့သူတို့တွေကနော်အဲ့လိုဘယ်လိုလုပ်လဲဆိုတော့ trial ကာလကိုတယောက်ကိုတစ်လလောက်စမ်းခန်းလိုက်တယ်ပြီးရင်သူတို့မကြိုက်တော့ဘူးဆိုပြီးတော့နောက်တစ်ယောက်ပြောင်းပြီးနောက်တစ်ယောက်ကို trial တစ်လလောက်ခန်းလိုက်တယ်အဲ့တော့သူတို့တက်ကကွာ2လ3လလောက်တည်မှာပတ်စံပေးကြမလို့ပဲလူတွေကြောက်ပြီးကြောက်ချင်းသွားကွာအဲ့လိုလူတွေလောက်တဲ့လူအဲ့ဒါတော့အဖြူတွေလုံးမလို့တော့မသိဘူးဂျူရီတည့်ရဆိုင်ရတော့အခြားလူမျိုးပေါ့နော်အလဲပိုင်းလာပါလဲArab လို့ပါလားအဲ့လိုဘက်ကလူတွေပေါ့နော်အဲ့လိုမျိုးဟာရှိရဲပြီးတော့ဂျူရီတငယ်ချင်းတယောက်ဆိုလဲဘာရှိလဲဆိုတော့သူကအလုပ်ရသွားပြီစားတောက်ဆိုင်မှာပထမဆုံးဖွင့်တဲ့စားတောက်ဆိုင်မှာအလုပ်ရသွားပြီသူ့ကိုဆိုရင်တပတ်ပဲ shift ခေါ်တယ်တပတ်ခေါ်ပြီးတော့အလုပ်ထုတ်တယ်လည်းမပြောဘူး shift တွေလည်းထပ်မခေါ်ဘူးကွာအဲ့လိုမျိုးရှိရဲအဲ့တော့သူတို့ကအလုပ်ရသွားပြီဆိုရင်လည်းသူတို့စိတ်ကြိုက်ပေါ့နော်လောက်တာလည်းခံရတယ်ဂျူရီတငယ်ချင်းနောက်ကောင်လေးတယောက်ဆိုရင်သူကလို့ဒီဂျူရိုကွန်မန်ရီနားမှာဆိုနာမည်ကြီးရဲ့ဟိုတယ်မှာလောက်ရပြီသူကတော့ပျော်နေရကွာပျော်နေပေမဲ့ဘလို့ဟိုဘက်ကနည်းနည်းအကျင့်ပုတ်တာရှိလဲဆိုရင်သူတို့ rotor ထဲမှာမထည့်ပေးကွာဘယ်လိုပြောမလဲသူဆိုအလုပ်ရတစ်လကျော်နေပြီသူ့အလုပ်ရဲ့ status ကလည်းကွာကောင်းတယ်ဒါပေမဲ့သူ့အလုပ်လုပ်ရမယ့်နေ့ကိုရောက်မလာကွာအဲ့တော့ပတ်စံလည်းမရဘူးဒါပေမဲ့ကိုကအလုပ်မရှိဘူးလားဆိုတော့မဟုတ်ဘူး employee တော့ဖြစ်နေတယ်ဒါပေမဲ့ကိုကိုမခေါ်တဲ့အတွက်ကြောင့်ကိုကအလုပ်မရတဲ့သဘောမျိုးဖြစ်သွားတယ်ကွာဒါကတော့ဒီကလူမျိုးတွေနည်းနည်းအကျဉ်းပုတ်တဲ့အကြောင်းလေးပေါ့နော်မရှိသေးလဲဆိုတော့အဲ့လိုမျိုး full time ရတဲ့သူနဲ့ပတ်သက်ပြီးတော့ကျွေးအကိုတယောက်ဆိုရင်လည်း full time ကို warehouse မှာလုပ်တယ်လုပ်ပြီးတော့သူတို့ကဘယ်လိုလဲဆိုတော့အလုပ်လည်းရတယ်ပတ်စံလည်းရတယ်သူတို့ပေးရမယ် basic pay rate တော့ပေးရတယ်ဒါပေမဲ့အလုပ်ကိုမတန်တဆခိုင်းနိုင်ရှိရကွာအဲ့လိုအလေးကြီးတွေမှားတာအဲ့လိုမတန်မဆအဲ့လိုပြောတဲ့အခါမှာသူတို့အဲ့လိုလုပ်ခိုင်းတဲ့အခါမှာသူတို့အဲ့လိုအရန်ပင်ပန်းတယ်ကွာအလုပ်ကပြန်လာရင်ဘာမှမလုပ်နိုင်တာရဲ့အဲ့လိုမျိုးရှိရဒါကတော့ရိုးအရများရဲ့ part time job တွေပေါ့နော်ပြီးတော့အခုကျွေးနောက်ထပ်အလုပ်ကဘာလဲဆိုတော့သူက cashier hand job လို့ခေါ်တယ်ကွာအဲ့ဒါအမှန်တမ်းပြောရရင်တော့အဲ့ဒါတိတ်ပြီးတရားမဝင်ဘူးတိတ်ပြီးတရားမဝင်ဘူးတရားဝင်တာကွာဘယ်လိုလဲဆိုတော့ပုံမှန်ကျွေးတို့ရေចောင်းသားတွေဆိုရင်နိုင်20ပဲလုပ်ခွင့်ရှိရယ်ចောင်းပြီးွားရင်နိုင်40ပဲလုပ်ခွင့်ရှိရယ်နိုင်20အချို့ကကြောက်ကွာအဲ့လိုနိုင်20ထက်ပိုလုပ်ချင်တဲ့သူတွေကြတော့အဲ့လို cashier hand လုပ်တယ်ဒါပေမဲ့ cashier hand နဲ့ပတ်သက်ပြီးတော့အနေများရဲ့ချက်ကဘာလဲဆိုတော့အချို့ cashier hand ဆိုင်တွေမျိုးခွဲကြတော့မဟုတ်ဘူးဒါပေမဲ့အချို့အများဆုံးအပြင်တရုတ်တွေပေါ့ကွာသူတို့တွေဆိုရင် cashier hand ကိုခေါ်လိုက်တယ်ဒါပေမဲ့တကယ်တစ်ပတ်ဒီလိုပေးရမယ့်ချိန်ညာပတ်စံမပေးရရှိတယ်အဲ့ခါကျရင်သူကပြောမယ်နေမချင်တဲ့မှာကြိုက်တဲ့သူသွားတိုင်နေအဲ့လိုမျိုးဆိုကိုကတိုင်းလို့မရဘူးကွာအလုပ်လဲလုပ်ရတယ်ပတ်စံလည်းမရဘူးကိုလုံးနေရတရားမဝင်ဖြစ်တဲ့အတွက်ကြောင့်သူတို့ပတ်စံမပေးရဘူးသူများကိုသွားတိုင်လို့လည်းမရဘူးကျူတို့မျိုးမှာဆိုရင်အဲ့ဆိုင်တစ်ဆိုင်ရှိရယ်ကွာကျူတို့ရောက်ချင်းမှာနည်းနည်းကြီးွားသေးရယ်ကျူတို့မြန်မာရေးကြားမှာအဲ့လိုမျိုးပဲ
လောက်တာလောက်တယ်ပတ်စံမပေးလို့ဆိုပြီးတော့တင်မှာတပတ်ပေးရမယ့်အချိန်ကျရင်ပတ်စံမပေးမကျေနပ်တော့ကြိုက်တဲ့သူသွားတိုင်ဆိုတဲ့အထားမျိုးနဲ့အဲ့လိုမျိုးလောက်တဲ့ဟာရှိရဲဂျူရီအတိအကိုတယောက်ဆိုရင်လောက်တာတော့ကက်ရှင်ဟန်ဆိုင်မှာလောက်တာကွာပေးရက်ကတော်တော်နည်းဂျူတို့ပုံမှန်ဆိုရင်ပေးရက်က12ပေါင်ဝန်းကျင်ရှိရဲကွာသူဆိုရင်တစ်ပတ်ကို10ပေါင်ခွဲလောက်9ပေါင်လားပဲလားမသိဘူးတနာရီကိုက10ပေါင်ခွဲ9ပေါင်လောက်ပဲရရကွာပေးရက်ကတော်တော်လေးကိုနည်းရလို့ပြောရမယ်ဒါပေမဲ့ကိုလုံးနေအလုပ်ကတရားမဝင်ဖြစ်တဲ့အတွက်ကြောင့်ကိုက complain နဲ့တော့တက်လို့မရအောင်သွားတိုင်တာတော့တာလည်းမရအောင်အဲ့ဒါမျိုးじゃဘယ်သူတွေလောက်ကြလဲဆိုတော့ကိုက9:20လဲချိန်ပြည့်ရပြီးသွားတယ်အဲ့ဟိုမှာကိုကအပိုးဝင်ငွေလိုချင်တော့ခက်ရှင်ဆိုင်တွေကိုလိုက်ပြီးရှာကြရကွာအဲ့လိုမျိုးခက်ရှင်ဆိုင်တွေကိုဘယ်လိုရှာလဲဆိုတော့ဂျူတို့လည်းဂျူလည်းတိတ်နာမလဲဘူးပေါ့နော်အချို့ကတော့အချိတ်ဆက်ရှိလို့ဒီဆိုင်မှာလုပ်နေတဲ့ခက်ရှင်ရလို့တငယ်ချင်းချိတ်ဆက်ရှိလို့ရသွားတယ်ပဲညားရဲ့ခက်ရှင်တွေကို official ရှာလို့ရတာဆိုတော့မရဘူးအဲ့လိုပဲကိုကကိုစုံစမ်းချိတ်ဆက်ရှိတဲ့သူမှသူတို့ကခုံးမှရတာပေါ့နော်အဲ့လိုမျိုးလေးရှိရဲ့ပြီးရင်ကျောင်းသားတယောက်အနေနဲ့ဆိုရင်9:20ဒီရောက်တာနဲ့ကွာကျောင်းသားဆိုရင်9:20ရရဲဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့9:20ရလေဟိုရရဲဆိုင်မရတာကွာကိုကအလုံးနှစ်ခုခွဲလုပ်မယ်ဆိုရင်တပတ်ကို10နာရီတစ်ဆိုင်ရ10နာရီတစ်ဆိုင်ရ10နာရီဆိုတော့အဲ့လိုမျိုးတိတ်ပြီးတော့နည်းနည်းတော့အခက်အခဲဖြစ်တယ်ကွာဘာလို့လဲဆိုတော့တပတ်လုံးမှာကိုယ်ဆိုင်ဒီဇိုင်းကွာ10နာရီလောက်ပဲခေါ်ဖို့ဆိုတာအရင်အချိန်ကိုနည်းနေကွာအဲ့တော့တော်တော်များများကကျောင်းသားဘွားဆိုရင်တော့တစ်ဆိုင်လေးလုပ်ပြီးတော့သူတို့ကပေးတဲ့15နာရီဆိုရင်15နာရီ16နာရီဆို16နာရီသူတို့ပေးတဲ့အချိန်ကိုပဲယူရတာကွာကိုကအဲ့လိုလုပ်ပြီးတော့16နာရီလောက်လုပ်ပြီးတော့အခြားအလုပ်ကိုသွားရှာဖို့ကလည်းတပတ်ကို4နာရီလောက်လုပ်ဖို့ကတိတ်မဖြစ်နိုင်ဘူးလေအဲ့တော့များသောအားဖြင့်တစ်ဆိုင်လေးကိုပဲသူတို့ပေးတဲ့လောက်အချိန်ကိုပဲယူရတာကိုကအများကြီး complain သွားတက်လို့မရအောင်9:20ပြည့်ဆိုပြီးတော့ကဲအခုပြောသွားတဲ့ dark side တွေရဲ့မှာအဆိုးဆုံးချက်ကိုအခုယူပြပြမယ်ပေါ့နော်အဆိုးဆုံးကဘာလဲဆိုတော့လုံးဝအလုံးမရတာပဲလုံးမရတာလေကိုတော်တာမတော်တာ experience ရှိတာမရှိတာနဲ့မဆိုင်ဘူးကွာဂျူရီရဲ့တငယ်ချင်းတယောက်ဆိုရင်သူဆိုရင်တော်တော်လေးကိုတော်ပြီးတော်တော်လေးကိုထက်မြက်တဲ့မှာပါတယ်ညာလည်းရမ်းကောင်းတယ်သူဆိုလည်း experience ရှိရဒါပေမဲ့သူဒီမှာအလုံးမရတဲ့ပြဿနာကိုကြုံရတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့သူအလုပ်တွေမလျှောက်လားဆိုတော့မဟုတ်လျှောက်တယ်သူအလုပ်လျှောက်တာလေယာနဲ့ရှိပြီးရှိနေ300ကျော်400ကျော်အဲ့လောက်ကိုအလုပ်တွေအများကြီးထိုင်လျှောက်တယ်ကွာဒါပေမဲ့သူအလုပ်မရအောင်ဘာလို့လဲရတော့ဂျူလည်းမသိဘူးပေါ့နော်အဲ့တော့ဒီမှာနည်းနည်းကန်နဲ့လည်းဆိုင်တယ်ကွာဟိုကန်မမြင်ရပါမယ်ကွာကန်အကြောင်းထည့်မပြောလို့လည်းမရဘူးအချို့ຢာတွေကကိုစူးစမ်းတိုင်းလည်းမရတာရှိရကွာအဲ့လိုကန်အလုပ်လျှောက်ဒီမှာအလုပ်ရဖို့တကယ်ကန်နဲ့လည်းတော်တော်များများဆိုင်တယ်အကျူးဆိုပဲကြည့်ကွာကျူးဆိုရင် corporate life မှာ experience လုံးဝမရှိဘူးကိုကဒီလိုမျိုး content creator အပိုင်းနှစ်နှစ်လောက်ပဲ experience ရှိတာ corporate life နဲ့ပတ်သက်ပြီးတခါမှလည်းမလုပ်ဘူးဒါပေမဲ့ကန်ကောင်းပြီးတော့ရရောက်ချင်းတစ်ပတ်တစ်လခွဲလောက်နဲ့ရသွားတယ်ကွာသိလားအချို့ကြတော့အဲ့လိုမျိုးသူအရန်တော်နေတယ်သူအရန်ထက်မြက်တယ်အရန် bright ဖြစ်တယ်ဒါပေမဲ့အဲ့လိုအလုံးမခေါ်တာမျိုးရှိရကွာအဲ့တော့ဒီရောက်တာနဲ့အလုပ်ရမယ်ဆိုတာကိုတသက်မှတ်ထဲတွေးလို့မရတဲ့အရာပေါ့နော်ဒါကန်နဲ့လည်းအများကြီးဆိုင်တဲ့အရာဆိုတော့ဒါကတော့ဒီ unemployed ကတော့ပြောရတာလားနည်းနည်းလွယ်တော့ကတကယ်တမ်းကိုကဒီမှာအလုပ်မရအောင်ဆိုတော်တော်လေးကိုပင်ပန်းနေစိတ်ပင်ပန်းနေအရာကွာကိုတငယ်ချင်းတွေအလုပ်ရနေပြီကိုကမရသေးဘူးဆိုရင်အရန်ခံစားရတယ်ကွာပြီးတော့ကိုကဒီမှာလာနေကိုပိုင်ပတ်စံနဲ့ကိုပိုင်ငွေနဲ့လာလည်းမဟုတ်ဘူးမိဘထောက်ပံ့ကြောင်လာတာဆိုတော့ကိုကဒီမှာအလုပ်မရအရန် pressure များပြီးတော့ဒီကရာသီဥတုကအုံမန်မျိုးနဲ့လို့ seasonal depression လို့ခေါ်ရပါယူတို့ဒီမှာဆိုရင် seasonal depression လိုမျိုးဒီ winter လိုမျိုးကာလမှာလိုမျိုးပေါင်းသွားပြီဆိုရင်လူကြောက်ရဲ့ mental ကိုတော်တော်လေးကိုဆွဲချရကွာအဲ့တော့ယူတို့အမှန်တိုင်းပြောရရင်ညီမပြည်မှာနေတော့လည်းနိုင်ငံခြားမှာရောက်သွားရင်ဘဝကလွယ်မယ်လို့ထင်ခဲ့တယ်အချို့ဆိုရင်နည်းနည်း blame နိုင်ရှိခဲ့ရကွာသူကနိုင်ငံခြားနေပြီးတော့ blame နေရနိုင်ငံခြားတော့ရောက်နေပြီငါတို့မြန်မာနိုင်ငံလူတွေဆိုဟိုစိုးရလို့ထင်ခဲ့ရကွာအမှန်တော့ဒီနိုင်ငံခြားရောက်သွားတဲ့အတွက်ကွာ living standard တွေပိုင်းမြင့်သွားတယ်နေရာကောင်းတစ်ခုမှာနေရတယ်ဆိုပေမဲ့လည်းကျူတို့ကဒီရောက်လာရင်ဒီမှာကွာတော့အမီကိုကင်းမဲ့ဆိုတာတယောက်တည်းပဲရက်တည်ရတာကွာကိုတနေကောင်အလုံးလုံးလို့ပင်ပန်းလာလို့အိမ်မှာစားကြမရှိဘူးဆိုလည်းအိတ်လိုက်လို့မရဘူးကိုတိုင်းစားဖို့တောက်ဖို့အဝတ်လျှော်ဖို့နေဖို့ထိုင်ဖို့အိမ်စီးစားတောက်စေးကအစားကိုခူးဆိုင်ရဖြစ်တဲ့အတွက်ကပင်ပန်းတယ်အဲ့ဟာကိုမှဘယ်လိုပြောမလဲအဲ့လိုအလုံးမရတာတွေအလုပ်က pressure တွေပြီးတဲ့အချိန်မှာလုံးဝကွာဒီမှာလူကြီးတယောက်ဖြစ်သွားပြီးတော့တော်တော်ပင်ပန်းရတဲ့အပိုင်းတွေရှိရပေါ့နော်အခုကျူပြပြနေရကဒီကအစင်ပြဲကိစ္စတွေကိုညီးပြရလည်းမဟုတ်ဘူးဒါပေမဲ့မြန်မာပြည်မှာနိုင်ငံခြားရောက်လာဖို့ကလေးတွေအခုဆို US ကဝင်ဖို့ပိတ်သွားဖြစ်တဲ့အတွက် UK ကိုတော်တော်များလာကြရကွာအဲ့တော့အဲ့ကလေးတွေကိုအာရုံအောင်ပြောရလည်းမဟုတ်ဘူးကိုကဒီ reality ကိုလည်းထည့်ပြီးစဉ်းစားလာတင်တယ်ပေါ့နော်ဒါကတော့မြန်မာပြည်သူတွေကိုကွာ knowledge sharing ပေးတာရောလာဖို့စိတ်ကူးရှိတဲ့သူတွေရောဒီစိတ်ကူးထဲမှာပိတ်မိမနေပဲနဲ့ဒီ reality ကိုလည်းထည့်တွေးစဉ်းစားစေချင်တဲ့အတွက်ကျူပြောတာပေါ့နော်